မင်္ဂလာပါအမရေ မင်္ဂလာပါနေကြီး ဒီတစ်ပတ်နေကြီးတို့က Let's Transform Habitual Lifestyle Together ဆိုတဲ့ခေါင်းစဉ်လေးနဲ့lifestyle changes အတွက်အကြောင်းအရာတွေကိုဆွေးနွေးချင်ပါတယ်။ဒီနေကြီးတို့ Let's change our lifestyle together ဆိုတဲ့ခေါင်းစဉ်လေးနဲ့လူတယောက်ရဲ့နေထိုင်မှုဘဝပုံစံလေးတွေပြောင်းလဲရနေလူတယောက်ဘယ်လိုအောင်မြင်လန်းချောင်းပေါ်ရှောက်ကြမလဲအတူတူရှောက်ကြမလဲဆိုတဲ့ခေါင်းစဉ်လေးနဲ့ဆွေးနွေးသွားချင်ပါတယ်။ ဟုတ်ကဲ့ ဒီကြောင့်လည်းပတ်သက်ပြီးတော့ habitual lifestyle changes လုပ်ဖို့ပေါ့နော်အဲ့လို transformation လုပ်ဖို့အတွက်အမဘယ်လို sharing လေးလုပ်ပေးချင်လဲဒီလိုကြီးလူတွေရဲ့ဘဝမှာပေါ့နော်ဒီကျင့်တွေကသူတို့ရဲ့လူတွေရဲ့အောင်မြင်မှုတွေရှုံးနိမ့်မှုတွေပြီးတော့ကြတော့လူတွေရဲ့ပျော်ရွှင်မှုတွေမပျော်ရွှင်မှုတွေအကုန်လုံးကိုသူတို့ရဲ့အကျင့်တွေကနေဆုံးဖြတ်ပြီးရပေါ့နော်နေကြည့်သူတို့ရဲ့အကျင့်တွေဆိုတာကအကျင့်ဆိုတာကလည်းဘယ်ကနေလာလဲဆိုတော့ကြတော့သူတို့ရဲ့ဘဝမှာယုံကြည်ထားတဲ့ယုံကြည်မှုတွေကနေလာပါတယ်နေကြည့်အဲ့တော့ကြတော့ဒီယုံကြည်မှုတွေကကြတော့ဘယ်ကလာလဲဆိုတော့ရှင်လူတွေကတဲ့အမှားဖတ်တာပေါ့နော်အမှန်လူတွေဆိုတာကဒီသိစိတ်နဲ့မသိစိတ်အုံနောက်ထဲမှာသိစိတ်နဲ့မသိစိတ်ရှိရဲဆိုရင်ဒီသိစိတ်က20%ပဲအလုံးလုံးနေတာပေါ့နော်အမှန်ကပုံမှန်နေ့တိုင်းနေ့စဉ်တွေကအလုံးလုံးနေတာမသိစိတ်က80%ပါပါတယ်အုံနောက်ကအလုံးလုံးတဲ့နေရာမှာပေါ့နော်အဲ့တော့ယုံကြည်မှုဆိုတာကတဲ့ဒီမသိစိတ်ရဲ့ဟိုအတွင်းနဲ့နှဆိုင်တဲ့နေရာမှာပေါ့နော်ရှိနေတဲ့အရာလေးပေါ့နော်ဒီယုံကြည်မှုဆိုတာသူကနေ့စဉ်ကလေးကိုယ့်ရဲ့နေစဉ်ဘဝမှာတုံ့ပြန်ဖြတ်တန်းခဲ့ရတဲ့အရာတွေလို့ရှိရင်ကိုယ့်ရဲ့မိဘမောင်နှမဆွေမျိုးသားချင်းတွေကိုယ့်ရဲ့ဆရာသမားတွေပြုမှုပြောဆိုတာတွေဒါတွေကလွှမ်းမိုးမှုတွေကြောင့်ဒီယုံကြည်မှုတွေဖြစ်လာတာပေါ့နော်အဲ့တော့ဒီယုံကြည်မှုတွေကနေပဲဒီကောင်းတဲ့ယုံကြည်မှုကမကောင်းတဲ့အကျင့်တွေဖြစ်စေတယ်မကောင်းတဲ့ယုံကြည်မှုမကောင်းတဲ့အကျင့်တွေဖြစ်စေတယ်လို့ပဲဒီကောင်းတဲ့ယုံကြည်မှုကကောင်းတဲ့အကျင့်တွေဖြစ်စေပါတယ်နေကြီးဟုတ်အဲ့တော့ဒီအကျင့်တွေကပဲလူတယောက်ရဲ့ဘဝကိုအောင်မြင်တဲ့ကြာရှုံးတဲ့ပျော်ရွှင်မှုသာဆုံးဖြတ်ပြီးသွားပါတော့เนาะနေကြီးဟုတ်နေကြီးအနေနဲ့